ဖလားနဲ့တော့မလဲနိုင်ပါဘူးမင်းရဲ့မျက်နှာလေးကဆွီဒင်လိုပြီးပြင်းတော့ဘရဂျီယန်လိုတကယ်ပြီးချမ်းမယ်ဆိုပြီးဒိန်းမတ်လိုဒဇိန်ကတ်မခံပဲယူကိုစလက်လိုဥတုံမတက်ချစ်နေတာဒိန်းအောင်ပါမိုင်းရနေအဘာလုပ်နေဘာမှလုပ်တာမဟုတ် TV မဝင်နိုင်လို့စကိုင်းနက်ကိုကြည့်နေတာမြို့တို့ဟောလန်လိုအပြောကြံတာမဟုတ်ပါဘူးဟောလန်လိုအပြောကြံတဲ့ထင်ပြီးဘရာဇီးလိုအထိုင်းနဲ့အလေးနဲ့မပြောပဲတို့ဘေးထွက်ဘောတော့မပေးလိုက်ပါနဲ့ဘာဖြစ်လို့လဲတို့ဘောကဘေးမထွက်ပါဘူးလဲတက်တယ်မှာပါဟာလေမတ်တက်ရက်နေတာနောက်ဆုံးတော့မပြောင်းမှန်တဲ့အချင်းနဲ့မင်းကတို့ကိုထောင်းကန်ကစ်လိုက်တယ်ပေါ့ဘာဖြစ်လဲရပါတယ်ငါလည်းမင်းကိုစောင့်ကန်ပစ်လိုက်တာပေါ့အဲ့ဒါကပြောဟုတ်ကြမရုပ်ပါယောက်ျားယူလိုက်ပါလားယောက်ျားယူတာကောင်းတယ်ဟုတ်လားဟုတ်တယ်အစာကြည့်တယ်လေးလေးနဲ့ဗိုက်ပူတယ်ရှင်ယူဘူးတယ်ပေါ့ဟုတ်တယ်ထောင်ကြတော့2ယောက်ယူဘူးဩယောက်ျားယူတယ်ဆမညီမလေးရေတစ်လတန်ဒီ2လတန်ဒီပေါင်းကြည့်ပေါ့ခလေးတစ်ယောက်ကြံခဲ့တော့လေနေ့တော့အဖတ်တင်တယ်လေလို့ပါနည်းနည်းလောက်ချစ်ပါညီမလေးရေမချစ်ချင်ပါဘူးချစ်လိုက်ပါမင်းအခုမှတို့စမူစာလိုမူရမများနဲ့နော်စမူစာလိုမူရမများပါနဲ့မင်းကလေးရေဤကြာကွေးလိုရည်စရာလေးတွေပြောတတ်တယ်ကိုလိုလူတယောက်ကိုပဲပလာတာလိုမင်းကဘာဖြစ်လို့အသေးမာတာလဲကွာအော်ထိုင်မြန်ပြီဒီတကာဘာထိုင်လောက်တာနံပြားကိုခွေးချောင်းနေတာပါ